Hello ဒီနေ့မှာတော့အကြောင်းအရာ၈ခုကိုပြောပြပေးပါမယ်အခုပြောမယ့်ဗီဒီယိုလေးကတော့ astrology ကိုစပြီးတော့လေ့လာတဲ့သူကနေ professional ထိကိုဒီအကြောင်းအရာ၈ခုပဲလိုအပ်ပါမယ်ပထမဆုံးအနေနဲ့ astrology ကိုလေ့လာတဲ့အခါမှာ zodiac sign လေးတွေရဲ့ behavior ကိုသိနေရပါမယ်ဒါဆိုရင် behavior တွေရဲ့သဘောတဘာဝနောက်တစ်ခုကကြတော့ညီတို့ money plan နဲ့ဓနဂျိုတွေနဲ့ပတ်သက်ပြီးကိုသိနေရပါမယ်ဒါကတော့ဒုတိယအဆင့်နံပါတ်3အဲ့ဒီဂျိုတွေကဂျိုအားနဲ့ဘဝအားတွေကဘယ်လိုတွေရှိနေလဲဒါကတော့နံပါတ်3အဆင့်နံပါတ်4ဖြစ်တဲ့ညီတို့ဟိန္ဒူဒသနာနက္ခတ်တွေကိုလေ့လာလို့ရပါမယ်ဒီလေးအုပ်ကတော့ညီတို့ beginner တွေအတွက်အဆင်ပြေပါတယ်ဒီမှာဆိုရင်လုံးဝကို general လောက်ထားတာမလို့မိတ်ဆွေတို့လေ့လာရတာအလွယ်ကူဆုံးဖြစ်ပါလိမ့်မယ်။ Okay နောက်ထပ်နံပါတ်5နံပါတ်5နဲ့နံပါတ်6လေးကိုတွဲပြောပေးခြင်းပါတယ်။ဒါကတော့ခုနပြောတဲ့ဂျိုတွေကိုအသေးစိတ်သွားလေ့လာမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကောင်းကင်မှာရှိနေတဲ့ဂျိုတွေကလူသားတွေကိုဘလို့လုပ်ပေးလဲအဓိကတော့ planet တွေအကြောင်းကို detail အသေးစိတ်သွားကြတဲ့အခါမှာညီတို့ professional ဘက်ကိုသွားမဲ့သူဆိုရင်တော့ညီတို့ဒီလေးနှစ်အုပ်ရှိပါမယ်။ဒါဆိုရင်9နဲ့6နံပါတ်9နံပါတ်9ကတော့ညီတို့ astrology နှစ်ဒီဘေတင်ပေါ့အဲ့နှစ်ဒီဘေတင်မှာဘလို့လေးတွေရှိလဲသူ့ရဲ့ degree အလိုက်တွေကဘာတွေရှိနေမလဲဒါလေးတွေကကစားသွားပြီးတော့အသေးစိတ်သွားလေ့လာမှာပဲဖြစ်ပါတယ်ဒါလေးတွေကိုလေ့လာတဲ့အခါမှာညီတို့အမေးလေးတွေပေါ့ဘယ်ဟာလေးတွေကတော့ဘလို့ရှိလဲဘလို့ပုံစံမျိုးလဲဒီလိုအမေးလေးတွေကိုလေ့လာဖို့ဆိုရင်တော့ဒါနဲ့တွဲလေ့လာပါမယ်ဒါဆိုရင်ညီတို့ခုနပြောထားတဲ့ကိုက professional ထိသွားမဲ့သူဆိုရင်တော့ဒီနောက်ထပ်ခြေလမ်းဖြစ်တဲ့ဒီလေးအုပ်ပါတွဲပြီးတော့လေးလာမှတာလေးမိတ်ဆွေတို့ဒီပညာရက်ကိုထဲဝင်နဲ့ဂျိုတွေရဲ့အကြောင်းနောက်တစ်ခုကကြတော့ဒါတွေရဲ့ degree like ဒီကိုပို့ပြီးတော့တည်သွားရမှာပဲဖြစ်ပါတယ်ဒါလေးတွေကိုညီတို့အသေးစိတ်လေးလေ့လာကျင်လာပြီဆိုရင် behavior အတွက်ဒီမှာဆိုရင်ဂျိုအားနဲ့ဘဝအားဒါဆိုရင်ဒနာဆိုတော့ညီတို့ money plan နဲ့ဒီမှာဆိုရင်တော့ဟိန္ဒူနက္ခတ်ပေတွေနေနဲ့ဒါကတော့လုံးဝကို planet တွေရဲ့အသေးစိတ်ကြတဲ့အပိုင်းနေဒါကတော့ညီတို့ခုနကပြောတဲ့ degree ပိုင်းတွေပဲဖြစ်ပါတယ်เนาะဒါဆိုရင် degree ပိုင်းတွေကကစားသွားပြီးတော့လေ့လာရမယ်ဒါတွေကတော့အမေးအဖြေလေးတွေဒါကတော့ planet တွေကိုပထမတွဲဒုတိယပြောတဲ့အတွဲလေးကိုရကျင်နေဆိုရင်တော့ Viber ဖုန်းနံပါတ်0925454546ကိုသာ